အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Philippines Channel ကကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ admin K ဖြစ်ပါတယ်ဘိုးရော်နေတဲ့ညတညဒုသူကိုဝေးပြီးအေးဆက်တိစိန်နေတဲ့ညအဲ့ညမှာကွန်ပျူတာကကွန်တက်ရေးဖို့အတွက်သူ့ကွန်ပျူတာရှိမှထိုင်နေခဲ့ပါတယ်အပြင်မှာကမိုးကတဲတဲမဲမဲရွာနေတာပါကွန်ပျူတာကမိုးအေးနဲ့ကော်ဖီလေးတစ်ခွက်ကိုအရသာခံတောင်းရင်းနဲ့ငါညှိကောင်းမလဲလို့စဉ်းစားနေပါတယ်အဲ့ညကကွန်ပျူတာတယောက်တည်းပါအတူနေတဲ့အခန်းပေါ်တငင်းချင်းကကိစ္စတစ်ခုရှိလို့အပြစ်ပါနေရမို့လို့အိပ်ပြန်မလာပါညကတဖြည်းဖြည်းနဲ့တက်လာသလိုမိုးကလည်းတဖြည်းဖြည်းနဲ့တဲလာပါတယ်ကွန်ပျူတာတည်းစဉ်းစားရင်ခေါင်းနဲ့ဘာမှမထက်တာနဲ့ဟိုဒီရှောက်ကြည့်နေတော့တောက်ဂရင်းဘောက်စီကနေအလံတစ်ခုကြားလိုက်ရပါတယ်တခုခုကဇာတိနေဆိုရိုးပါကွန်ပျူတာကဂရင်းဘောက်ကိုလှည့်ကြည့်လိုက်ပါတယ်ဘာမှမတွေ့ပါဘူးအော်ဒီတဲ့လူတစ်ခုထိတာပါလို့ကွန်ပျူတာတွေးပြီး view ဆိုင်ပေးနေတော့ဆက်ထိုင်နေလိုက်ပါတယ်ဒါပေမဲ့ခဏကြာမှတော့အတန်တစ်ခုထပ်လာပါတယ်ဒီတစ်ခါမှတော့ကရင်မောက်ကိုတစ်ခုကတမင်တကာကောင်းနေတဲ့အတန်မျိုးပါကွန်ပျူတာစူးစူးဆက်ဆက်ကြည့်လိုက်တဲ့အချိန်မှာတော့ကရင်မောက်အပြင်ဘက်ပါမင်းကလေးတယောက်ရက်နေတာကိုဘိုးတော်ကတွေးလိုက်ရပါတယ်အဲ့ဒီမှာမြင်လိုက်ရတဲ့မြေဝဲတစ်ခုကြောင့်ကွန်ပျူတာချက်သိမ်းမှုကြီးနဲ့ထောက်သွားပါတော့တယ်ကရင်မောက်အပြင်ဘက်မှာယေဆူရွှဲနေတဲ့အမျိုးသမီးတယောက်ကသူ့မျက်နှာကသွေးမရှိသူဖြူစွတ်နေပြီးတော့အေးစရာတဲ့အပြုံးတစ်ခုနဲ့ကွန်ပျူတာကိုစိုက်ကြည့်နေပါတယ်ထို့မျိုးသမီးကဂရင်မောက်ကဘောင်တစ်ဖက်ကိုလက်နဲ့ကင်ပြီးတော့ကွန်ပျူတာကိုဆူဆူဆက်ဆက်အကြည့်မျိုးနဲ့ကိုကြည့်နေတာပါကွန်ပျူတာလည်းအသေးစိတ်လုံးမတက်ကြောက်နေချာဖြစ်ပြီးတော့အခန်းရဲ့အပြင်ကိုအမြဲပြေးထွက်လာပါတော့တယ်နောက်တစ်နေ့ပါပဲကွန်ပျူတာရဲ့စကားချောင်းကွန်ပျူတာရဲ့တငယ်ချင်းကဒီခန်းကနေအမြဲဆုံးပြောင်းရွှေ့သွားပါတော့တယ်ဒီလိုမျိုးကြောက်စရာကောင်းတဲ့ဇလန်းတွေကိုနားထောင်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ Private Channel တွေကို Like and Follow လုပ်ခဲ့ပါဦးခင်ဗျာ